အလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့အေးရခင်းနေခေါင်းစွပ်တွေရှော်မဲနေလေးတနေ့ပဲဖြစ်ပါတယ်ဒီနေ့ကတော့မနက်ပိုင်းချင်းသွားဖြစ်ပါတယ်ဂျင်းရိုက်ပြန်လာတွေ့ရတိုင်းမှာခန်းရှုပ်ပွားနေလို့ကျွန်မရှင်းပါမယ်အေးရခင်းနေခေါင်းစွပ်တွေလည်းဒီနေ့ရှော်မရမယ်နီးကတော့ပြက်နေပါရှင်ရာသီဥတုကလည်းအရန်ပူပါတယ်အားလုံးလည်းခရူးဆိုင်ကြပါရှင်ကျွန်မတော့ဒီနေ့လှုပ်လေးလှုပ်ပါမယ်ကျွန်မအခန်းကလေးရှင်းတဲ့အချိန်တစ်ချိန်ပဲအခန်းလေးကရှင်းတာပေါ့နော်ပြီးလို့ရှင်ခဏနေပြန်ပြီးတော့ရှုပ်ပွားသွားပါတယ်အားလည်းကျွန်မပဲဖွာတာပါဒါတော့ရှော့ပြီးသားဝတ်လေးတွေခောက်နေရပဲဖြစ်ပါတယ်ကျွန်မအဝတ်ကလေးတွေပေးမယ်ဆိုပြီးမြန်မာလေးတွေကိုပေါ့နော်ပြောထားရှင်အဲ့အဝတ်တွေကိုလည်းကျွန်မရှင်းပြီးတော့ပေးပါမယ်အခုလောလောဆယ်ရုံးဒီရပိုင်းတိတ်မအားလို့ပေါ့နော်ပြီးရင်ပေးပါမယ်မတင်ကောင်ကလည်းရှင်းရပါရှင်းပြီးလည်းပြန်ပွားရပါပဲဒါပေမဲ့လည်းရှင်းရပါတယ်ဒီမြခုံးမွေးဆွဲရံလေးက6000ပဲရှိရဲဆွဲလို့ကောင်းတဲ့တဘာဝကြတဲ့ပုံစံလေးကိုရပါတယ်ခုံပေါ်အရှုပ်တွေကိုလည်းရှင်းပါတယ်ရှင်တပြက်စီလည်းလှဲပါတယ်တခါလေးကြလို့ရှိရင်လေကို့လုံလည်းကိုမလုပ်ချင်ပါဘူးအရန်ပြင်းပါတယ်ဒါပေမဲ့လည်းပြင်းတော့အနောက်ထားပဲကျွန်မအေးရခင်းနေလျှော်ပါမယ်ရှင်နွေရသည်ဆိုတော့အဝိလန်လို့ရှိရင်တော့ခဏလေးနဲ့ခြောက်ပါတယ်အားလေးကတော့အားသာချက်ပေါ့နော်တော်တော်တော့ပူပါတယ်ရှင်ကျွန်မစောင်းလေးလည်းလျှော်ပါတယ်ကျွန်မစောင်းဆိုလို့ရှိရင်အဲ့လိုမျိုးလေးအညာချီတဲ့စောင်းလေးတွေဆိုကျွန်မအရန်ကြိုက်ပါတယ်အဲ့စောင်းဆိုကျွန်မ3နှစ်လောက်ရှိပြီခြုံတာပေါ့နော်နောက်ဖွင့်မှလမ်းကြနေရမရှိလို့အင်းရှိမှထွက်လန်းတာပဲဖြစ်ပါတယ်ကျွန်မရဲ့ဝတ်ထားတဲ့အင်ကြီးတွေလည်းလျှော်ရပါသေးတယ်အင်ကြီးတွေလျှော်ရင်းနဲ့လမ်းကြုံလို့ရေချိုးခန်းလမ်းရှင်းလိုက်ပါတယ်ရှင်အဝတ်ဒေတာလျှော်လို့ပြီးသွားမီးကအခုချိန်ထိမလာပါဘူးရှင်အရန်မောသွားလို့မောပြေလေးစီသွားလိုက်ပါတယ်မောပြေလေးကကျမရဲ့ကောင်းစီကျိုးလေးကိုကြိုက်ထားပါတယ်ကျမသားလေးရဲ့အသက်ကတော့4နှစ်တောင်ရှိနေပါပြီခလေးလေးကြာနာတအားချစ်ဖို့ကောင်းတယ်ဒီကတော့သူ့ရဲ့မိန်းမပေါ့နော်သူမိန်းမကိကစ်ပါနာမည်ကအဲ့ဒီကိကစ်မလေးကျမသားလေးကိုအရန်အနိုင်ကျင့်တယ်ဒီလိုနဲ့ရေချိုးလိုက်ပါဦးမယ်ရှင်ဒီနေ့ကတော့ခေါင်းလျှော်ပါဒီနေ့ခေါင်းလျှော်ရတော့ရုံးလျှော်နေကြခေါင်းလျှော်ရတော့မရှိဘူးပေါ့နော်ရုံးကဘာနဲ့လျှော်ဆိုယူအဲတို့နဲ့လျှော်ယူအဲတို့ကဖောက်ပြောက်နေသေးတာရုံးအရင်ကဖောက်ပြီးအရှမ်းထားတာအာယူအဲတို့နဲ့လျှော်ဒါပေမဲ့ဒီနေ့ကစစ်ကုတ်နဲ့လျှော်လိုက်ပါတယ်ဒီလိုနဲ့ကျမခေါင်းလျှော်လိုက်ပါတယ်ကျမပြီးလို့ရှိရင်ပေါင်းစေးသုံးပါမယ်အဲ့ပေါင်းစေးအရန်ကောင်းနေပြီလားဘိုင်အိုထရီမန်ပေါ့နော်အရန်မှတ်တယ်ရုံးခဏခဏပေါင်းဖြစ်တယ်ပေါ့နော်အဲ့ပေါင်းစေးလေးကလေပေါင်းပြီးသွားပြီဆိုလို့ရှိရင်စပင်လေးကအဲ့လိုအီတုံဖြာစင်းနေဖြစ်နေတာကျမစပင်လေးကိုပေါင်းထားရင်းနဲ့အဝတ်လေးလျှော်လိုက်ပါတယ်ကျမချွတ်ထားတဲ့အင်ကြီးလေးပေါ့နော်ဒီလိုနဲ့ခေါင်းလျှော်ပြီးပါပြီညနာတင်မယ်Okay. ဒါဆိုတော့ကျွန်မရေချိုးလို့ပြီးပေါ့နော်ရေချိုးပြီးသွားပြီဆိုလို့ရှိရင်အမရေချိုးရင်းနဲ့မီးလာသွားပါတယ် hair dryer မဟုတ်ဘူးလို့တာ hair dryer ကမီးရနဲနေလို့မလုပ်လိုက်ရပါဘူးအဲ့ဒါနဲ့ကျွန်မစကင်ပါညာခဲ့ပေါ်လို့ရှင်းလေးပါလေးလိမ့်ပြီးတော့ကျွန်မရဲ့အေးရခင်းတွေကလည်း6ပြီပေါ့နော်အေးရခင်းတွေကိုကျွန်မဆွတ်လိုက်ပါတယ်ပြီးတော့ကျွန်မဝိတ်ချဖို့အတွက်လည်းစီစဉ်မရှိတော့ပါဘူးရှင်ကျွန်မစားတင်စားပါမယ်ကျွန်မဝိတ်ချဖို့အတွက်လေးပိုးစားမိလေးဖြစ်လို့လေးဒီလားအခုကတော့ချင်းတော့ဆော့တယ်အခန်းထဲလည်းတန်ရှင်းသွားပါပြီသူကလည်းရေချိုးပြီးသွားပါပြီဗလော်လေးကဒီလောက်ပါပဲဘိုင်ဘိုင်